တော်နားလဲပါတယ်ငါပြည့်စုံမှစီးပွားရေးလုပ်ငန်းတစ်ခုကိုစမယ်ငါပြည့်စုံမှဒီလမ်းကိုငါရှောက်မယ်ဘာလုပ်မယ်ညာလုပ်မယ်အစရှိတဲ့ဒီပြည့်စုံမှဆိုတဲ့အကြောင်းပြချက်ကြီးကိုဖင်ခုထိုင်ပြီးတော့ရက်တက်နေတဲ့သူတွေအများကြီးရှိပါတယ်ဒါကြောင့်မို့ကိုမေကွန်းတစ်ခုပြန်မေးကြည့်ပါငါသာဒီလမ်းပေါ်မရှောက်ရင်ဘယ်လိုလုပ်ပြီးတော့ပြည့်စုံမှလဲတခြားလေးမေးစေချင်ပါတခုပါပဲအဲ့ဒါပါလဲဆိုတော့အမြဲတမ်းသွားနေဖို့လိုပါတယ်အမြဲတမ်း action ယူနေဖို့လိုပါတယ်ကျွန်တော်ဆိုလို့ရှိရင်2008မှာစင်ကာပူကျွန်တော်ရောက်တယ်2013မှာကျွန်တော်ဖြစ်ချင်တဲ့အရာတစ်ခုပြောင်းသွားတယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်သိထားတဲ့အရာတွေကိုမြန်မာနိုင်ငံမှာပြန်လည်မျှဝေချင်တယ်အခုဆိုလို့ရှိရင် NLP သင်တန်းတွေအကောင်းဆုံးဆိုတဲ့ personal development သင်တန်းတွေဒါတွေအားလုံးစုစည်းပြီးတော့ပြောင်းလဲမှုအပေးနိုင်ဆုံးသင်တန်းတစ်ခုဖြစ်တဲ့ Step Up and Lead ကိုကျွန်တော်တို့ရန်ကုန်နဲ့မန္တလေးနဲ့မှာကျွန်တော်ပြန်ပြီးတော့မှမျှဝေပေးနေပြီကျွန်တော်ဒါတွေအားလုံးပြောနေတာကြွားချင်လို့မဟုတ်ဘူးနော်ကျွန်တော်ဘယ်လောက်တော်လဲဆိုတာကိုလည်းပြောပြချင်နေတာမဟုတ်ဘူးကျွန်တော်လည်းကိုဖြစ်ချင်တဲ့လမ်းပေါ်ကိုရှောက်နေစေလူတစ်ယောက်ပဲဆိုတာကိုပြောပြချင်တယ်ကျွန်တော်လုပ်ခဲ့တဲ့အရာတွေအားလုံးဒီငါပြည့်စုံမှဆိုတဲ့အတွေးခေါ်တစ်ခုကနေစခဲ့မယ်ဆိုရင်ခင်ဗျားတို့ကျွန်တော်အခုပြောနေတဲ့စကားပြောနေတဲ့ကိုပြခိုင်ဆိုတာယူခင်ဗျားတို့တွေ့ရမှာပေါ့ဒါကြောင့်မို့ဒီဗီဒီယိုကြည့်ရှုနေတဲ့မိတ်ဆွေတွေအားလုံးလည်းပြည့်စုံမှဆိုတဲ့အတွေးခေါ်ယူဖျောက်ပြီးတော့မှသွားနေတဲ့လမ်းကြောင်းကိုပဲအာရုံစိုက်ပါ action speak even louder than the result